Hello မင်္ဂလာပါဒီနေ့တော့မမေရဲ့လက်ရအင်ဟင်းလေးတွေကိုချက်ပြမှာဖြစ်ပါတယ်ရိုစီနဲ့အတူလိုက်ကြည့်ပေးပါအောင်နော်ကြက်သားချက်အတွက်ကြက်တွန်ဖြူကြက်တွန်နီချင်းမြုပ်ဒီ6တို့ကိုအရင်ဆုံးပြင်ဆင်ပေးထားပါတယ်ရှင်မချက်ခင်ကြက်သားကိုတော့ကြက်သားမုံစာပဲငံမြာရီရေကောင်းမုံတို့နဲ့နှံ့အောင်နယ်ထားပြီးတော့နှက်ထားပေးပါမယ်ရှင်အရင်ဆုံးမြုပ်ဒီ6လေးကိုထည့်ကြော်ပေးပါမယ်ပြီးရင်တော့လီးထားတဲ့ချင်းရဲ့ကြက်တွန်ဖြူကြက်တွန်နီအလုံးလိုက်ကိုထည့်ပြီးကြော်ပါမယ်ရှင်အနံ့မွေးလာရင်တော့ကြက်သားကိုထည့်မယ်ပဲငံမြာရည်ကိုထပ်ထည့်ပါမယ်စားကြက်သားမုံတို့ကနေထားပြီးပြီဆိုတော့ထပ်ထည့်ဖို့မလိုပါဘူးเนาะကြက်သားချက်နဲ့လေးကတော့မွေးနေတာပဲအသားလေးနူးရင်တော့စားလို့ရပါပြီเนาะစီတိတ်မထည့်ထားလို့ကျမရဲ့အတွက်ကောင်းပါတယ်ရှင်အိမ်ကတော့အများတန်းဒီဟင်းလေးကိုချက်စားဖြစ်ပါတယ်စီပြန်ချက်စားရတာအီးနေပြီဆိုရင်ဒီဟင်းလေးကိုချက်စားကြည့်ပါเนาะဝက်အရေခွံတုပ်အတွက်ပေါ့เนาะဒါတော့အရင်ဆုံးဝက်အရေခွံလေးကိုပြုတ်ထားပါမယ်
တွန်းနီခရမ်းချင်းနီရုပ်ဒီစိမ့်တို့ကိုပပလေးလီးပြီးပြင်ဆင်ထားပါမယ်နော်ပြုတ်ထားတဲ့ဝက်အရည်ခွန်းကိုလည်းပပလေးလီးပေးပါမယ်နော်စားရယ်ကြက်သားမုံရယ်ပဲငံမြားရယ်ငါးငံမြားရယ်နန်းနန်းပြီးဒါလေးတွေကိုအကုန်ထည့်ပေးပါမယ်နော်ပြီးတံမြာဒီကိုညစ်ပေးပါမယ်ဝက်ရည်ခွန်းတုပ်ချင်းဆက်လေးစားလို့ရပါပြီရှင်